ချင်းနေရဖိုးကြီးစိန်တင်ကတရေကြီးရဲ့စိတ်ဝိညာဉ်နဲ့ရှိုင်းလုံးအထိငရဲမိတော့တွေနဲ့ဖိနှိပ်နေတော့မှပဲမော်ဆရာမိုးကျိုးလည်းရှိသမျှအားရင်တွေကိုစူးစီးကနေရာကနေကုန်းထလာခဲ့ပါတယ်ဆက်ထဲမှာပဲမြင်မျောနေတဲ့မော်ဆရာရက်ခအနားကိုတုတ်ကတ်သွားခဲ့ပြီးပခုံးထက်မှာထမ်းခေါ်ကနေရာကနေအဝေးကိုထွက်ပြေးပါတော့တယ်အဖိုးကြီးစိန်တင်ကတော့တရားမှာတရေကြီးကိုငရဲမိတော့စွိုင်းနေတဲ့လူလိုထိန်းချုပ်နိုင်ဖို့ကြိုးစားရင်းနဲ့ကြံနေခဲ့ပါတယ်နောက်ဆုံးမှာတော့အဖိုးကြီးစိန်တင်ရဲ့အဆင်းမြင့်လာတဲ့စွမ်းအားတွေကြောင့်တရားမှာတရေကြီးလည်းမူလာရုပ်တို့မှာပြောင်းလဲသွားခဲ့ရပါတယ်အဲ့ဒီအပြင်တရေကြီးဟာစိတ်ဝိညာဉ်တစ်ခုလုံးထိန်းချုပ်ခံလိုက်ရပြီးငရဲမိတော့မော်ရှင်အဖိုးကြီးစိန်တင်ရဲ့တစ္ဆာခံကျွန်းတယောက်ဖြစ်သွားခဲ့ရပါတယ်အစွမ်းထက်လာပါပြီဆိုတဲ့မော်ဆရာရက်ခတော်မရှင်နိုင်ခဲ့တဲ့အဖိုးကြီးစိန်တင်ရဲ့စွမ်းအားတွေအောက်မှာတရားမှာတရေကြီးလည်းလက်ကင်တို့တစ်ခုလိုဖြစ်သွားခဲ့ရပြီးရက်ဆက်ကြမ်းတမ်းလာတဲ့လုံရက်တွေကိုထပ်မံကျူးလွန်ကြဖို့တနေရာစီကိုခီးဆက်သွားခဲ့ကြပါတော့တယ်တစ်ဖက်မှာတော့မော်ဆရာမိုးကျိုးလေငရဲမိတော့ဒန်းတင်ထားတဲ့ရခကိုခေါ်ပြီးကြံနေတဲ့စွမ်းအားတွေအကုန်သုံးတနေရာစီကိုအလင်းမြန်ကယ်ထုတ်လာခဲ့ရာကနေမော်စွမ်းရဲ့ရင်းမြစ်တွေပါအားနည်းလာခဲ့ရပြီးမြေပြင်မော်ကိုနှစ်ယောက်လုံးပြစ်ကျသွားခဲ့ပါတယ်ဒါပေမဲ့မော်ဆရာမိုးကျိုးကတော့လက်မလျှော့သေးပဲသူ့တဘွားလုံးမှားခဲ့တဲ့လုံရက်တွေအတွက်နောင်တတွေရနေခဲ့တာကြောင့်ရက်ခကိုတော့မရရတဲ့နီးနဲ့ကယ်တင်နိုင်ဖို့အားတင်းထားခဲ့ပါတယ်ဟေးရက်ခမင်းတပီးကလွတ်ပါပြီကွာငါ့ကိုငရဲမိတော့အဖိုးကြီးလက်ထဲကနေအရင်ကဲပေးခဲ့တာကျေးဇူးတင်ပါတယ်အခုမပူနေတော့ငါမင်းကိုကုတာပေးဖို့ခေါ်တော့မယ်ငါ့ကိုယုံလိုက်ပါငါမင်းတရားတွေကိုကုသပေးဖို့ရအောင်ခေါ်သွားမယ်ဒီလိုနဲ့မော်ဆရာမိုးကျိုးလဲဒဏ်ရာပြင်းထန်ရထားခဲ့ပေမဲ့ရခကိုမရမကကြောဖို့ခေါ်ပြီးတနေရာစီကိုဆက်လက်ထွက်ခွာလာခဲ့ပါတယ်ပြင်းထန်လာတဲ့ဒဏ်ရာတွေကြောင့်အသက်ဝိညာဉ်ချုပ်ငင်းရတော့မှဖြစ်တဲ့မော်ဆရာမိုးကျိုးမှာတော့လောင်တာတရားတွေပါရလာခဲ့ပြီးလောကကြီးရဲ့မမြဲခြင်းသဘောတရားတွေကိုစတင်တတိပြုမိလာခဲ့ပါတယ်သူ့မှာအဆင့်မြင့်မော်စွာအားတွေရှိနေတွေ့အသက်ရှင်မဲလို့ထင်ထားသမျှဘေးရာမှအဖမ်းမတင်ခဲ့လို့လည်းဖြစ်ပါတယ်မင်းဘာမှမဖြစ်စေရဘူးရက်ကမာဂရီပေးတယ်မင်းတရားတွေကုသပေးနိုင်မဲ့လူစီငါခေါ်တော့မယ်အဲ့ဒီလိုမော်ဆရာမိုးကျိုးကရခအတွက်အာတင်ထားပြီးရခကတော့ရှင်တန်ချင်းနဲ့တေချင်းကြားမှာတိုက်ပွဲထန်နေတဲ့အချိန်သုံးရဲ့တနေရာမှာတော့အဖိုးစော်မိုင်းနဲ့ကိုပါတောင်းတို့ကအယောင်ဆောင်မျက်လက်မော်ဆရာကိုတစ်ပင်မှာကျိုးနဲ့ခြိထားခဲ့ကြပါတယ်မျက်လက်မော်ဆရာမှာတော့သူ့ရဲ့အဓိကလက်နဲ့မော်တောင်မွေးလည်းမရှိတာကြောင့်မူလာရုပ်တွင်ကိုပြန်ပြောင်းနိုင်နေပဲကိုပါတောင်းရဲ့ရုပ်တွင်နေတာရှိနေခဲ့ပါတယ်ခန္ဓာကိုယ်နဲ့မျက်နှာမှာတော့ကိုပါတောင်းအစ်စ်ကရိုက်နဲ့ဆုံးမထားခဲ့တာကြောင့်ဖောရောင်ဒဏ်ရာတွေနဲ့ပြည့်နေခဲ့ပါတယ်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်မှားသွားပါပြီနောက်ဆိုဘယ်သူမှဒုက္ခမပေးတော့ပါဘူးကျွန်တော်ခရီးပေးပါတယ်မျက်လက်မော်ဆရာရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့အဖိုးစော်မိုင်းလည်းတနာစိတ်ဝင်သွားခဲ့ပါတယ်အဲ့ဒီအပြင်ကိုပါတောင်းရောင်ဆောင်ထားပြီးဟန်ပြအဖမ်းခံရတော့ကလေးကအစာဘာမှမစားရသေးတာကြောင့်အားရင်တွေပါချိနဲ့နေခဲ့ရပါပြီအဲ့ဒါကြောင့်ပဲအဖိုးစော်မိုင်းမှာပိုလို့ပင်ဂူနာတက်မိကကိုပါတောင်းကိုအကြံပြုစကားဆိုပါတော့တယ်ငါအမြင်တော့သူ့ကိုလွတ်ပေးလိုက်တာကောင်းမယ်ထင်တယ်မဟုတ်ရင်သူကြောက်လွန်းလို့ဒီမာရင်အတက်ထွက်နေဦးမယ်ဒီတိုင်းထားလိုက်တာပဲကောင်းပါလေဗျာမလုံးပါနဲ့လူသားချင်းစာနာထောက်ထားရမယ်လေဒါပေမဲ့သူကရွာကားလူတွေကိုတတ်ခဲ့တာလေအင်ကူလီမာလာတော့အဲ့ဒီလိုပဲလေစိတ်လျှော့လိုက်ပါသူကိုနောင်ထားရပြီးအပြစ်တွေစိတ်ကြောနိုင်ဖို့အခွင့်အရေးတစ်ချိန်လောက်တော့ထပ်ပေးလိုက်ရအောင်သူတကယ်ပဲအပြစ်တွေစိတ်ကြောနိုင်မယ်ထင်လို့လားကျင်းဒီတာပေါ်လူငယ်လေးအဲ့ဒီအခါမှာတော့ကိုပါတောင်းလဲစိတ်ထဲမှာခဲမကြည့်ဖြစ်နေခဲ့ပေမဲ့အဖိုးစော်မိုင်းရဲ့စကားကိုတော့လေးနဲ့ထားပြီးမျက်လက်မော်ဆရာစီကိုရှောက်သွားခဲ့ပါတယ်။ဆက်ထဲမှာပဲစိတ်မပါပေမဲ့လက်ပြန်တုပ်ထားတဲ့ကျိုးကိုဖြည့်ပေးလိုက်ပြီးတတိပေးစကားဆိုလိုက်ပါတော့တယ်။မင်းနာထပ်ပြီးငါတို့ကိုတစ္ဆာဖောက်ရင်တော့ငါမင်းကိုလုံးဝအလွတ်ပေးမှာမဟုတ်ဘူးနားလေလား။နားလေပါပြီခင်ဗျာ။ကျေးဇူးတင်ပါတယ်။ဒီလိုနဲ့ကိုပါတောင်းရောင်ဆောင်ထားတဲ့မျက်လက်မော်ဆရာလည်းအားနာမနေနိုင်တော့ပဲ။သူ့အပေါ်မှာမြစ်တာထားပေးတဲ့အဖိုးစော်မိုင်းကိုထပ်ပြီးတနာခံအကူကြီးတောင်းပါတော့တယ်အဖိုးစော်မိုင်းဗျကျွန်တော်ဟိုဘက်ကိုပြန်သွားပြီးကျွန်တော်ရဲ့မော်တော်မွေးကိုတွားယူခြင်းလို့ပါကျွန်တော်ကိုလိုက်ဖို့ပေးလို့ရမလားဗျမင်းအဲ့ဒါကိုဘယ်မှာသိမ်းထားလို့လဲရွာပြင်ကလေတင်းမိုးပေါ်မှာသိမ်းထားတာပါအဖိုး
မျက်လက်မော်စရာမင်းစိန်ကအဲ့ဒီလိုတောင်းဆိုလာတဲ့အခါမှာတော့ကိုဘာတောင်းတဲ့အဖိုးစော်မိုင်းလေတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးလက်မခံမှုဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလေကိုဘာတောင်းရောင်ဆောင်ထားတဲ့မျက်လက်မော်စရာရဲ့မျက်နှာမှာနောင်တတရားတွေကိုတွေးလိုက်ရတယ်လို့တနာစရာညှိုးငယ်နေခဲ့တာကြောင့်ကိုဘာတောင်းတို့လည်းစိတ်ပျော့သွားခဲ့ရပြီးမော်တောင်မွေးရှိရာကိုလိုက်ပို့ပေးဖို့သဘောတူလိုက်ပါတော့တယ်တစ်ဖက်မှာတော့ကျန်သမားဖုန်ကြီးတူဦးနန္ဒနဲ့ကျောင်းသားရောင်ဆောင်နိုင်ထူးတို့လည်းသူတို့ရဲ့အကြံစီတွေကထင်လို့အလုပ်ဖြစ်မလာခဲ့တာကြောင့်နှစ်ယောက်သားဒေါ်လာတွေထွက်နေခဲ့ကြပါတယ်ဒီရွာသားတွေကတကယ်ကိုခေါင်းမာတာပဲအခုဒီဦးလေးပြောတဲ့အတိုင်းလုံးမလာကြသေးဘူးအေးလီသူတို့ကိုလူစုခိုင်းတာတနေကုန်တော့မယ်ဘယ်သူမှပေါ်မလာကြသေးဘူးတခြားရွာကိုပဲတွားရှာကြရင်ကောင်းမလားဒီရွာကတော့မလွယ်တော့ဘူးအဲလိုပဲလောက်ကြတာပေါ့ဒါပေမဲ့မသွားခင်သူတို့ကိုပညာအရင်ပေးရအောင်မေအဲ့ဒါဆိုလေအားရပါရတာလုံးလိုက်တော့ဗျာပြီးရင်တခြားနေရာတွားပြီးအခြေစိုက်ကြတာပေါ့ဒီလိုနဲ့အယောင်ဆောင်ဖုန်ကြီးတူဦးနန္ဒာလေခိတတဲခွေရကျောင်းဆောင်တကားတွေကိုအလုံးပေးပြီးဂါထာမန်တန်တွေကိုရွတ်ဆိုမန်းမှုကအပင်းစီရင်ဓာတ်လုံးတစ်ခုကိုဖန်တီးလိုက်ပါတယ်ဖုန်ကြီးတူဦးနန္ဒာကသူတက်ထားတဲ့အမောင်ပညာတွေနဲ့မိစ္ဆာဘူးအစီရင်စွမ်းရင်လုံးကိုစွာပြည့်အောင်စီရင်နေခဲ့တာလည်းဖြစ်ပါတယ်ဟေးဆရာကိုစော်ကားတဲ့တပည့်ဘယ်လိုဖြစ်တယ်လဲဆိုတာမင်းကငါတင်ငန်းစာပေးလိုက်မယ်တကယ်တော့ဖုန်ကြီးတူဦးနန္ဒာဟာတူးစီကိုတပည့်ဖြစ်ခံယူပြီးအကြံနဲ့အပင်းစီရင်တွေပါထည့်ပေးလိုက်တဲ့ရွာသားတွေကတယောက်မှပြန်မလာကြတယ်လို့နောက်ထပ်ရှာခိုင်းထားတဲ့လူတွေလည်းတယောက်မှရောက်မလာခဲ့တာကြောင့်အခုလိုပညာပေးဖို့ပြင်လိုက်တာလည်းဖြစ်ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ဖုန်ကြီးတူဦးနန္ဒာလည်းအစီရင်ကိုပြည့်စုံအောင်ပြုလုပ်ပြီးတာနဲ့သူကြိုတင်ဘူးတွန်းထားတဲ့ရွာသားတယောက်စီကိုပညာပေးဖို့ကျောင်းဆောင်တွေကနေစေလွှတ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာတော့ရွာစွန်းကအိမ်တလုံးရဲ့ရှေ့မှာစံပါဖိုးကောင်းနဲ့မျက်ရွှေတို့တုံးယောက်ဟာအိမ်ရှိကွက်ပြစ်ပေါ်မှာတေးတောက်နေခဲ့ကြပါတယ်မျက်ရွှေကတော့လူမန်းမတီးတော့လောက်အောင်မူယူပြီးကွက်ပြစ်ပေါ်ကနေမြေပြင်ကိုခေါင်းဆိုင်ကအိပ်ပျော်နေခဲ့ပါပြီစံပါကတော့အတော်မူးနေခဲ့ပေမဲ့သူ့ရဲ့အမူအရာကိုတော့ထိန်းထားနိုင်ခဲ့ပြီးသူတို့တွားရောက်စမ်းတက်ခဲ့ကြတဲ့ဝိညာဉ်ဆက်ပညာအကြောင်းကိုဝေဖန်ပြောဆိုနေခဲ့ပါတယ်ဝိညာဉ်ဆက်အသက်ပညာဆိုတာကိုငါလုံးဝမယုံဘူးဘာအကျိုးမှလည်းထူးမလာဘူးလေကြည်ရတာအလကားအသေးပဲမရှိတာတွေပါကွာဒါနဲ့အဲ့ဒီအသက်တွေမင်းဝိညာဉ်ကိုတော့အပ်ထားပြီးပြီဆိုတတိထားဦးနော်ဘာပညာမှန်းလဲမသိအဲ့ဒီဘုန်းကြီးကမကြည်နဲ့လို့ဒုက္ခရောက်နေအောင်ပဲကွာအေးကွာဘယ်ကဘုန်းကြီးမှန်းလဲမသိဘူးကောင်းတာလည်းမတင်ပေးဘဲနဲ့တခြားလူတွေကိုလိုက်စုခိုင်းနေတာငါကတော့စိတ်ဝင်စားတော့ပါဘူးကွာဒီလိုနဲ့အဲ့ဒီညမှာပဲစံပါလဲမူယူတောက်စားကညီဖြစ်သူကြည်ဝေနဲ့အတူစောစောစီးစီးအိမ်မောကြနေခဲ့ကြပါတယ်ဒါပေမဲ့တကောင်းရန်အချိန်ကိုရောက်ရှိလာတဲ့အခါမှာတော့ရုတ်တရက်ထူးခြားလာတဲ့စွမ်းရည်တွေကိုခန်းစားမိပြီးစံပါလဲနိုးတွားတော့မှာပဲဘုံကြီးတူဦးနန္ဒာလွတ်လိုက်တဲ့မိစ္ဆာအတိုက်ပညာဖို့စွမ်းရည်လုံးကစံပါရဲ့ခန္ဓာထဲကိုဝင်ရောက်သွားခဲ့ပါတယ်တစ်ဆက်တည်းမှာပဲစံပါတယောက်အကြောင်းပြချက်မရှိရုတ်တရက်ခေါင်းလေးပါကိုက်လာခဲ့တာကြောင့်မခံမရနိုင်ဖြစ်ကထားအော်ပါတော့တယ်ကဲစားပါဦးကောင်းကဲလို့နေရမယ်အကိုဘာဖြစ်တာလဲကောင်းကဲနေလို့ငါခေါင်းလေးပေါတော့မတတ်ပဲအချင်းနေရကြီးဝေလဲဘာလို့ရမှန်းမသိအောင်ဖြစ်ကအကိုဖြစ်သူရဲ့ဘီကနေတာစောင့်ကြည့်ပြီးဘာလို့ရမလဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲစံပါရဲ့ခေါင်းကိုက်ဝေဒနာတွေကပိုလို့တာဆိုးလာခဲ့တာကြောင့်ကြီးဝေလဲရွာထဲကနားလဲတဲ့လူကိုတွားခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အကိုအချင်းနေမကောင်းတော့ဘူးညီလေးနားလဲတဲ့လူတွားခေါ်ပြီးမယ်နော်မလို့တော့ဘူးငါအဆင်ပြေသွားပြီဒါပေမဲ့ခုနကအကိုပုံစံကတော်တော်လေးဆိုးနေတာလေငါအဆင်ပြေပြီလို့ပြောနေတယ်လေလာအိတ်တော့မဟုတ်ရင်မနဲ့ကြအလုံးနောက်ကြနေအောင်မယ်အခြေအနေရညီဖြစ်သူကြီးဝေကတော့ပုံမှန်နဲ့မတူအကိုဖြစ်သူရဲ့ယဉ်တီးလာတဲ့စကားတွေကြောင့်ထူးဆန်းနေတယ်လို့ခန်းစားမိခဲ့ပေမဲ့အကိုဖြစ်သူတက်တာတွားလို့ဝမ်းတာတွားခဲ့ပါတယ်ဒါပေမဲ့ရိုးရဲဆိုလိုပဲကြီးဝေရဲ့အမူအရာတွေကလည်းထူးဆန်းလာခဲ့ကအမောင်တဲကနေတစုံတစ်ခုကတိုက်ခိုက်လိုက်တဲ့ပုံနဲ့အကိုဖြစ်သူစီကိုကတ်တွားခဲ့ပြီးတအိမ်လုံးလဲဘာမှမသိတဲ့အော်ဟစ်တန်တွေနဲ့စူညံတွားခဲ့ပါတော့တယ်နောက်တနေ့မနေ့မှာတော့စံပါရဲ့အိမ်ရှိမှာရွာသားတွေစုယုံပြီးထိတ်လန့်စရာဖြစ်ပျက်ကိုဝိုင်းကြည့်နေခဲ့ကြပါတယ်ရွာသားတွေကလည်းအချင်းချင်းတီးတိုးစကားဆိုနေခဲ့ကြပြီးအသေးပြက်ဖွင့်ရာအချင်းတွေကိုမယုံကြည်နိုင်ဖြစ်နေခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲဦးစိုးပေရဲ့ဒါဘာမောင်လဲအခင်းဖြစ်ရာနေရာကိုရောက်ရှိလာခဲ့ပြီးအခြေအနေကိုလှမ်းမေးလိုက်ပါတော့တယ်
အိမ်မော်မှာဘာဖြစ်နေရလဲ ကုစံပါညီတီးတွားတာဗျမင်းညကမှတီးတွားတာလေလေ ဘယ်လိုဖြစ်လို့တီးတာလဲကွာ ကုစံပါကိုမေးကြည့်တာတော့မင်းညကအိမ်ထဲကိုဖုတ်အောင်တကောင်ဝမ်းလာတယ်လေပြီးတော့တူညီရဲ့အတဲမြစ်တွေကိုအစိမ့်လိုက်ထုတ်စားသွားတာသူလည်းမြင်တော့တနက်နဲ့လိုက်ပြစ်တာဖုတ်ကောင်ကဘယ်ကိုထွက်ပြေးသွားမှမတီးတော့ဘူးလို့ပြောတယ်ဗျ ဖုတ်ကောင်ဝန်းစားတယ်ဟုတ်လား ဟုတ်တယ်ကုစံပါပြောတာတော့အဲ့ဒီအတိုင်းပဲတကယ်လို့ကိုပါတောင်းတာဒီရွာမှာရှိနေရင်အဲ့ဒီဖုတ်ကောင်ကိုအလွတ်ပေးမှာမဟုတ်ဘူးရွာသားတွေရဲ့ကြားမှာတော့စံပါပြောပြတဲ့အကြောင်းအရာတွေကိုဒါအတီးယူနေခဲ့ကြပြီးတကယ်ဘာတွေဖြစ်သွားခဲ့တာလဲဆိုတာကိုတော့ဘယ်သူမှမသိနိုင်ခဲ့ကြဘူးဗျဘာမောင်မှလည်းအချင်းတွေကိုတင်ငါမကင်းဖြစ်နေခဲ့ပေမဲ့အချင်းတွေကိုဘယ်ကနေစပြီးအမှန်သိရအောင်လုပ်ရမလဲဆိုတာကိုစဉ်းစားမရဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရွာသားတွေရဲ့နောက်ခလန်းလန်းကနေပုံမှန်မဟုတ်တော့တဲ့အတွင်ပြင်းတဲ့စံပါကသူ့ညီဇာပနာနားမှမနေပဲချောင်းကြည့်နေခဲ့တယ်ဆိုတာကိုရွာသားတွေကတတိမထားမိခဲ့ကြဘူးဗျဒီလိုနဲ့ရွာသားတွေလည်းထူးထူးဆန်းဆန်းနိုင်ကိစ္စနဲ့လှုပ်ရှုပ်နေကြတဲ့အချိန်မှာတော့ရွာပြင်တော့ထဲမှာအဖိုးစော်မိုင်းနဲ့ကိုပါတောင်းတို့ကမျက်လက်မော်ဆရာမင်းစိန်ကိုလေတင်းမော်ရှိရာကိုလိုက်ဖို့ပေးနေခဲ့ကြပါတယ် ဟောဟိုမှာကျွန်တော်ရဲ့လေတင်းမော်လေးမော်တော်မူရအဲ့ဒီအပေါ်မှာအခုတော့ကျွန်တော်မူလပုံစံနဲ့ပြန်ဖြစ်ရတော့မယ် ဒီလိုနဲ့မင်းစိန်လည်းလေတင်းမော်စီကိုရှောက်သွားတဲ့အချိန်မှာတော့ကိုပါတောင်းလည်းတန်တရာမကင်းတဲ့လေတန်းနဲ့အဖိုးစော်မိုင်းကိုမြင်းမြန်စကားဆိုပါတော့တယ် ကြည့်ပါဦးသူကျွန်တော်တို့ကိုတစ္ဆာမဖောက်မှသေးကြလားအခုတော့ငါလည်းမသေးကြတော့ဘူး အဲ့ဒီအချိန်မှာတော့မင်းစိန်လည်းသူ့ရဲ့မော်တော်မွေးကိုချက်ချင်းကောက်ယူလိုက်ပြီးအခြေအနေကိုကျဉ်းနှံအားရနေခဲ့ကမလုံမရှက်ရန်နေခဲ့ပါတယ်တစ်ဆက်ထဲမှာပဲမင်းစိန်ကကင်ထားတဲ့မော်တော်မွေးနဲ့အဖိုးစော်မိုင်းတို့စီကိုလှမ်းပစ်လိုက်တာကြောင့်အဖိုးစော်မိုင်းတို့လည်းအမြန်ရှောင်လိုက်ရပါတယ်အခြေအနေရအဖိုးစော်မိုင်းလည်းသူတို့စီကိုနောက်ထပ်တိုက်ခိုက်ဖို့ပြန်လာတဲ့မော်တော်မွေးကိုထိန်းချုပ်ပြီးဒီတင်းမောဘော်ကမင်းစိန်စီကိုပြန်ပစ်လိုက်တဲ့အခါမှာတော့မင်းစိန်လည်းသူ့ရဲ့မူလားပုံစံကိုပြောင်းလဲသွားခဲ့ပါတယ်နောက်ဆုံးတော့ငါရဲ့အစွာတွေပြန်ရပြီကျွန်တော်တတိပေးခဲ့တာပဲအဖို့စော်မိုင်းဒီကောင်ကတကယ်မယုံရဘူးဆိုတာလေထားလိုက်ပါငါကသူ့ကိုနောင်တရစေခြင်းုံနေမှာဘာဝိမဲ့အခုဘယ်လိုလုံးမှလဲဗျမပူပါနဲ့ကွာငါမှအစီအစဉ်ရှိပါတယ်ဒီကောင်ငါကိုဘယ်လိုမှန်းတော့အခုထိတီးဖို့မပေါ်ဘူးကွာ အဲ့ဒီလိုကိုပါတောင်းတို့အပြန်လန်စကားဆိုနေကြတော့မှပဲမင်းစိန်လည်းလက်ထဲကမော်တော်မွေးကိုတုံပြီးတိုက်ခိုက်လိုက်တာကြောင့်အဖိုးစော်မိုင်းလည်းနောက်ဘက်ကိုလွင့်စင်လဲကျသွားခဲ့ပါတော့တယ်မင်းစိန်ကတော့ကျဉ်းနှံအားရနေခဲ့ပြီးလောင်ပြုံးနေခဲ့ကအဖိုးစော်မိုင်းကတော့မြေပြင်ပေါ်မှာမေမျောသွားခဲ့ပါတယ်ကိုပါတောင်းလည်းအချင်းလေးကိုမြုံကြည့်နိုင်ဖြစ်ပြီးအဖိုးစော်မိုင်းကိုတခြားကြည့်ကစိုးရိမ်သွားတဲ့လေတံနဲ့စကားဆိုပါတော့တယ် ဘိုးစော်မိုင်းဘယ်လိုဖြစ်တော့တာလဲ အဲ့ဒီအချိန်မှာပဲလေတင်းပုံးပေါ်မှာရှိနေခဲ့တဲ့မျက်လည်မော်ဆရာမင်းစိန်ကသူ့ကိုယ်သူဂုံယူနေတဲ့ဟန်နဲ့အချင်းလေးကိုကြည့်ပြီးလေလုံးထွားစကားဆိုပါတော့တယ် ခင်ဗျားလို့တောင်းစားနေရတဲ့မျက်မမြင်ဖိုးကြီးကများကျုပ်ကိုလားရှင်းနိုင်မယ်ထင်နေရလား ဒီလိုနဲ့အဖိုးစော်မိုင်းဟာမော်တော်မွေးတန်ချက်ကိုပြေဝခန်းစားလိုက်ရပြီမေမကြခင်မှာပဲပြန်ထလာခဲ့ပါတယ် တော်နာတာပဲဒီတောင်မွေးစွားကတော်မြင့်ပါလားတကယ်လို့တာမန်လူတော်ထိရင်တော့သေမာသေချတယ်အခုမော်တော့တန်ကကျုပ်လက်ထဲမှာရှိနေပြီဘယ်လောက်ကြီးမားတဲ့နတ်ဖျားပဲဖြစ်ဖြစ်ကျုပ်ဘယ်သူ့ကိုမှမကြောက်ဘူးလေကြီးလာကြီးလားနတ်ဖျားတွေထိတော့မပြောနဲ့မင်းလိုဂရိမတီတဲ့ကောင်ကိုငါကိုယ်တိုင်ပဲအခုဆုံးမပေးရမယ်ခင်ဗျားကဘာလုံးနိုင်မှာမလို့လေအခုပဲတီးရတော့မှာပေါ့ဟာရဲ့ဝိညာဉ်ချုပ်တံမိုးဆွမ်းကိုမြည်စမ်းကြည့်လိုက်စမ်း တစ်ဆက်ထဲမှာပဲဖိုးစော်မိုင်းရဲ့ပါဇက်ထဲမှာမြဲကြိုက်ထားတဲ့တံမိုးကလေပေါ်ပြန်တက်လာခဲ့ပြီးတံမိုးတွေပွားထွက်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့တံမိုးတွေကပြေးထွက်သွားခဲ့ပြီးအနီးနားကတစ်ပင်တွေမြေပြင်နဲ့မင်းစိတ်ရဲ့လေတင်းမောမှာထိမှန်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဖိုးစော်မိုင်းဟာတံမိုးစိုက်ဝင်သွားတဲ့နေရာတိုင်းကနေဝင်ရောက်သွားလာနိုင်ခဲ့ပြီးမင်းစိတ်ကိုလှည့်စားပါတော့တယ် ငါဒီမာလေးလူငယ်လေးငါဒီမာလေး အခြေအနေရမင်းစိတ်လည်းအကြီးကျယ်ဒေါ်ရထွက်သွားခဲ့ပြီးဖိုးစော်မိုင်းကိုမော်တော်မွေးစွားတွေနဲ့လိုက်လံတိုက်ခိုက်ခဲ့ပေမဲ့ဘယ်လိုမှရမထင်ခဲ့ဘူးဗျာ
ဘာတွေလဲကွာဘာလို့ငါဒီအဖိုးကြီးကိုဘာမှလုပ်မရတာလဲငါဒီမှာလေးလူငယ်လေး ဖိုးစော်မိုင်းကတံမိုးဆိုင်ဝင်သွားတဲ့နေရာတိုင်းကနေထွက်ပေါ်သွားလာနေခဲ့ပြီးမင်းစိန်ကိုလှည့်စားနေခဲ့ရာကနေဂျိုရီရဲ့မင်းစိန်ရဲ့ပုံစံကိုပြောင်းပြီးထပ်မံစားနောက်ပါတော့တယ် ငါဒီမှာလေးလူငယ်လေးဘယ်လိုဖြစ်နိုင်မှာလဲဘာဘလို့တက်ပညာမျိုးလဲကွာဒီလောက်နဲ့တင်အားနေနေပြီလားဒါနဲ့တောင်နတ်ပြားတွေကိုစိန်ခေါ်ခြင်းနေသေးတယ်တကယ်ကိုအသိဉာဏ်နေတာပဲ အဲ့ဒီအခါမှာတော့မင်းစိန်လည်းပိုလိုပင်ဒေါရထွက်သွားခဲ့ရပြီးဖိုးစော်မိုင်းကိုထပ်မံတိုက်ခိုက်ခဲ့ပေမယ့်အခြေအနေကတော့နည်းနည်းမှထူးခြားမလာခဲ့ဘူးဗျအဲ့ဒီအပြင်ဖိုးစော်မိုင်းကမော်ဆရာရက်ခအတွင်းနဲ့ထပ်ပြောင်းလာတဲ့အခါမှာတော့မင်းစိန်လည်းပိုလိုပင်ထိတ်လန့်လာခဲ့ရပါတယ် ဘယ်လိုလဲကွာမင်းလားကွာဘယ်သူနဲ့ရင်ဆိုင်နေရလဲဆိုတာသိရလားတွားသိလိုက်စမ်းပါ မင်းစိန်ကမော်တော်မွေးနဲ့ထပ်မံတိုက်ခိုက်ခဲ့ပေမယ့်ဖိုးစော်မိုင်းကိုတော့ဘယ်လိုမှထိအောင်မတိုက်နိုင်ခဲ့ဘူးဗျဒါဘာတွေလဲပိုဆိုးလာပြန်ပြီကွာဟာသူဘယ်ရောက်သွားလဲငါဒီမှာလေးလူငယ်လေး အဖိုးစော်မိုင်းကမိန်းကလေးတယောက်လိုပုံစံပြောင်းပြီးမင်းစိန်ကိုထပ်ဆွားလိုက်တာပဲဖြစ်ပါတယ် ဟဲတကယ်တော့ရင်မင်းနဲ့ချစ်ဆိုင်ထွက်လိုက်စမ်းပါငါဒီမှာရှိနေတယ်လို့ပြောနေတယ်လေ အဖိုးစော်မိုင်းကဆွဲဆောင်မှုရှိတဲ့မိန်းကလေးတယောက်တို့နဲ့မင်းစိန်ကိုပါဇက်အဟောင်းသားဖြစ်သွားအောင်လှည့်စားလိုက်တာပဲဖြစ်ပါတယ်တကယ်တော့ဝိညာဉ်ချုံနှောင်တဲ့တန်မိုးတက်ဟာအဖိုးစော်မိုင်းရဲ့ထိပ်တန်းအတတ်ပညာတစ်ခုဖြစ်ပြီးတန်မိုးရှိတဲ့ဘယ်နေရာမှမဆိုကိုရောင်ဖြောက်ပြီးထွက်ပေါ်သွားလာနိုင်တာပဲဖြစ်ပါတယ်အဲ့ဒီအတတ်ပညာကတခြားအတတ်ပညာတွေလောက်ကြောက်စရာမကောင်းဘူးလို့ထင်ရပေမယ့်ဘယ်သူမှအဖိုးစော်မိုင်းကိုမရှင်းချင်ကြဘူးဗျဘာလို့လဲဆိုရင်အဲ့ဒီအတတ်ပညာကရန်သူရဲ့အာယုံစူးစိုက်မှုနဲ့စိတ်ဓာတ်ကိုဖျက်ဆီးပြစ်နိုင်တယ်လို့ရန်သူတော်တော်များများဟာစိတ်ဓာတ်ကြပြီးယူတွေ့သွားတဲ့အထိဖြစ်တတ်လို့ပဲဗျဒီလိုနဲ့ဖိုးစော်မိုင်းကမင်းစိန်တတိမထားမိခင်မှာပဲနောက်ကနေရောက်ရှိလာခဲ့ပြီးလှည့်စားမှုတွေအောက်မှာမျောနေခဲ့တဲ့မင်းစိန်ကိုနေရင်အုပ်ထိလိုက်တာကြောင့်မော်တောင်မွေးလဲအောက်ကိုပြုတ်ကျသွားခဲ့ပါတော့တယ်ငါမင်းကိုနောင်တရဖို့အခွင့်အရေးပေးခဲ့ပါရဲ့နဲ့မင်းကမပြင်သေးဘူးပေါ့ကျွန်တော်ချုံးပါပြီအဖိုးယေရှုပြုပြီးကျွန်တော်တက်ကိုချမ်းသာပေးပါဟာမင်းကတော့တကယ်ပါပဲမင်းကိုတခုခုဖြတ်ပြရင်ကောင်းမလားဟာမလုံးပါနဲ့အဖိုးရဲ့ကျွန်တော်အညံ့ခံပါပြီအဖိုးကတကယ်တော်တာပဲအဖိုးရဲ့နာမည်ကဘယ်လိုလဲငါကကနဝန်ဝိဇ္ဇာ9ဦးထဲကတဦးလေမင်းမတည်သေးဘူးလားငါကအဖိုးဆောင်မအစ်စ်ပဲကွာဟာကျွန်တော်တကယ်ပဲအဖိုးဆောင်မအစ်စ်နဲ့တိုင်းမိနေတာလားဟန်ဆောင်နေတယ်ပဲထင်နေရလေဒီလိုနဲ့မင်းစိန်လဲကနဝန်မော်ဝိဇာနဲ့တိုက်ခိုက်နေတယ်ဆိုတာကိုသိလိုက်ရပြီးနေရာမှာတင်မေလဲကမြေပြင်မော်ကိုပြုတ်ကျသွားခဲ့ပါတော့တယ်ဒါပေမဲ့မြေပြင်မော်ကိုရောက်တဲ့အခါမှာတော့မင်းစိန်တယောက်ပြန်လဲတတိယလာခဲ့ပြီးထိတ်လန့်တုန်ရင်နေခဲ့ပါတယ်အခြေအနေရရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့မင်းစိန်ရဲ့အမူအရာကိုကြည့်ပြီးအဖိုးစော်မိုင်းလဲကောက်ချစ်ချစကားဆိုပါတော့တယ်ဒီပုံစံနဲ့များငါ့ကိုလာချသေးတယ်အခုတော့အသက်ရှင်မှမလားတော့မသိဘူးကြပါဦးကြောက်တပီးကိုကူညီပေးကြပါဦးရိုးရီရဲ့ရက်ခကိုကြောပိုးခေါ်လာတဲ့မော်ဆရာမိုးချိုးရောက်ရှိလာခဲ့တာဖြစ်ပြီးအလောစော်အကူညီတောင်းလိုက်တာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့ဆရာတော်ကြီးဥမကလည်းရောက်ရှိနေခဲ့ပြီးအခြေအနေကိုစိုးရိမ်သွားခဲ့ပါတယ်ဖိုးဆောင်မယေရှုပြုပြီးရက်ခကိုကူညီပေးပါဦးစိတ်အေးထားပါဘာမှမဖြစ်ဘူးသူ့ကိုဒီမှာအရင်အသာလေးချလိုက်ဦးအဲ့ဒီအချိန်မှာတော့မော်ဆရာရက်ခရဲ့ခန္ဓာတစ်ခုလုံးကမဲနဲ့နေခဲ့ပါပြီဘာလို့လဲဆိုရင်ငရဲမိတော့အဖိုးကြီးရဲ့တိုက်ခိုက်မှုတွေကြောင့်ရက်ခရဲ့ခန္ဓာထဲကဓာတ်ကြီးလေးပါးနဲ့စိတ်ဝိညာဉ်ဟာပြိုကွဲသွားခဲ့လို့ပဲဗျာမိတော့ဖိုးကြီးငရဲမိတော့နဲ့ဒီမှာထားတာပဲကျွန်တော်အချင်းကြီးကသူ့ကိုမကယ်နိုင်တော့ဘူးသူ့ကိုအသိမခံပါနဲ့အဖိုးစော်မိုင်းရအောင်ကူညီပေးပါဒါကျွန်တော်မတည်ခင်နောက်ဆုံးစံထားပါလိုအပ်ရင်အဖိုးရဲ့ခြေထောက်ကိုတောင်ကျွန်တော်ဦးချပါမယ်ရပါတယ်ဘာမှမဖြစ်ပါဘူးသူရဲ့ကံကြမ္မာကတော့ဆိုးတာပဲကျွန်တော်လို့ဆရာဆိုတဲ့တွေ့ကြရတာကိုတကားကြီးအခုတော့ကိုအရင်ကြည့်ဆိုင်ပါဦးမမီတော့ဘူး
ငါရဲ့အားရှိတဲ့မြတ်သုံးပြီရခါကိုတီကိုခေါ်လာခဲ့တာနောက်တဲ့အချိန်နဲ့ငယ်ကြရဲ့ငါရဲ့ကနာကိုကပြည့်စည်တော့မယ်အဲ့ဒီအခါမှာတော့ဖိုးစော်မိုင်းလည်းမော်ဆရာမိုးချိုးရဲ့အတက်တက်ကိုစမ်းတက်ကြည့်လိုက်တဲ့အခါမှာတော့တကယ်အခြေအနေဆိုးနေပြီးအခြေမမီနိုင်တော့တာကိုတွေ့လိုက်ရပါတော့တယ်ဒုက္ခပါပဲအခြေအနေကတော်တော်လေးကိုမကောင်းတာပဲတော်တော်ကိုဆိုးတဲ့အခြေအနေပါလားတကယ်လို့မင်းငါနဲ့အချိန်နည်းနည်းလောက်စော့တွေ့ရင်ငါမင်းကိုမော်တက်နဲ့ကုသပေးလို့ရအောင်မေအခုတော့မင်းရဲ့ခန္ဓာကိုယ်ဟာတဝက်ကျော်လောက်ပျက်စီးနေပြီငါစိတ်မကောင်းပါဘူးကွာကျွန်တော်တို့စိတ်မပူပါနဲ့အဖိုးကကျွန်တော်ရဲ့တပည့်ရခါကိုကူညီပေးမယ်လို့ကြိတ်ပေးရတော့ပါပြီအခုတော့ကျွန်တော်တွားတော့မယ်တကားကြီးအခုတွားတော့မလို့လားပြီးတော့ဘိုးကြီးကတပည့်တော်အသက်ကိုလိုချင်နေတာတပည့်တော်ဒီနေရာကနေဝဲဝဲကိုထွက်သွားမှအကျဉ်းဆွဲထားလို့ရလိမ့်မယ်အဲ့ဒါဆိုလဲကိုတော်လိုက်ဖို့ပေးပြစီဒီလိုနဲ့ဆရာတော်ကြီးဥမကလည်းမော်ဆရာမိုးချိုးအမြန်ခီးရောက်နိုင်ဖို့ရွာစွန်းကစိမ့်ပြရိုချောင်းလေစိတ်တစ်ခုစီကိုလိုက်ပို့ခဲ့ပါတယ်မော်ဆရာမိုးချိုးအနေနဲ့ရေစီးတိုင်းစုံဆင်းပြီးငရဲမီတော့အဖိုးကြီးနဲ့ဝေးရကိုအမြန်ရောက်နိုင်ဖို့စီစဉ်ပေးခဲ့တာလည်းဖြစ်ပါတယ်အယေငါတို့တပည့်တော်တက်ကရှင်ကြီးရှိအောင်မယ်လို့ထင်ထားတာမင်းတော့အဖိုးကြီးနဲ့တွေ့မှာပဲအသက်ကတော်တော်လေးတူတောင်းလာပါလားဆိုတာတိလိုက်ရတော့တယ်ဆရာကြီးကအခုဆိုရင်ဘွားရဲ့အမှန်တရားကိုသိမြင်သွားပါပြီလူစိုးရအသက်ရှင်နေရင်လေလူမှုဘဝကျန်အတွက်အနေရပဲရှိမှာပါအခုနေရတာကလည်းကောင်းပါလေနောက်တဲ့အကူတွေထမ်းမလို့ရတော့ဘူးပေါ့ဒီလိုနဲ့မော်ဆရာမိုးချိုးလည်းအတင်းရှိနေတဲ့လေပေါ်ကိုတက်လိုက်ကရေစီးအတိုင်းမျောသွားဖို့ပြင်လိုက်ပါတယ်ငါရဲ့တပည့်တွေနဲ့ညီအကိုတွေအားလုံးကိုပြောပြပေးပါငါတို့အားလုံးကိုအရာအားလုံးကိုလွတ်ပေးလိုက်ပြီလို့ဒီနေ့ကစားပြီးတို့အားလုံးလွတ်လပ်သွားပါပြီတို့ကိုချုပ်ကြိုက်ထားတယ်ဒီမိစ္ဆာကြီးလည်းမရှိတော့ပါဘူးအခုတော့ငါတော့ပါပြီဒီလိုနဲ့မော်ဆရာမိုးချိုးလည်းရေစုံအတိုင်းမျောပါခင်းနှင်သွားခဲ့ပြီးဆရာတော်ကြီးဥမခါကတော့ကန်းဆက်မာတင်စိတ်မကောင်းဖြစ်ပြီးကြံနေရေးခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ညက်လက်မော်ဆရာမင်းစိန်လည်းရောက်ရှိလာခဲ့ပြီးဆရာဖြစ်သူရဲ့နောက်ဆုံးခီးကိုစိတ်မကောင်းဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့မော်ဆရာမိုးချိုးလဲနောင်သားတွေနဲ့အတူပူဆွေးကလှေပေါ်မှာတင်လဲကျပြီးအဆုံးတက်သွားခဲ့ပါတော့တယ်အဲ့ဒီအခါမှာတော့မျက်လဲမော်ဆရာမင်းစိန်နဲ့ဆရာတော်ကြီးဥမကလည်းသူတို့ဆရာမိုးချိုးရဲ့နောက်ဆုံးခီးကိုလိုက်ဖို့ပေးခဲ့ကြပြီးလေတင်မောရှိရာကိုပြန်လာခဲ့ကြပါတယ်တစ်ဆက်တည်းမှာပဲမင်းစိန်ရဲ့အကူအညီနဲ့အဖိုးစော်မိုင်းလည်းမော်ဆရာရက်ခကိုဥတာပေးဖို့လေတင်မောနဲ့တနေရာစီကိုထွက်ခွာသွားခဲ့ကြပါတော့တယ်ကျွန်တော်အကိုကြီးဘာမှမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းပါတယ်ဟာတကယ်တော့ဒီစကားကိုငါလည်းမပြောချင်ပါဘူးဒါပေမဲ့တတ်နိုင်သမျှအစွမ်းကုန်ကူညီပေးမယ်အခုတော့လုံခြုံတဲ့နေရာကိုအမြန်ဆုံးရောက်အောင်ရင်သွားကြတာပေါ့ဒီလိုနဲ့လေတင်မောကြီးလည်းမျက်လက်မော်ဆရာမင်းစိန်ရဲ့ထိန်းချုပ်မောင်းနှင်မှုနဲ့တနေရာစီကိုပြန်တန်းထွက်ခွာသွားခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာတော့ကန်တဲရွာသားအဖိုးနေတယောက်တူတော်မောင်စိန်မြင့်နဲ့တူဝမ်းရည်အတွက်မဲလိုက်ဖို့နဲ့ဆေးမြေရှာပြီးရောင်းချဖို့တော့ထဲကိုဝင်လာခဲ့ကြပါတယ်လမ်းတစ်လျှောက်လုံးလဲရွာထဲမှာဖြစ်ပြက်သွားတယ်ကြောက်စရာကိစ္စအကြောင်းကိုသာပြောလာခဲ့ကြပါတယ်ငါတို့ရွာမှာတကယ်ပဲဖုတ်ကောင်ရှိနေတာလားဟာဦးလေးရဒီအချိန်မှာဒီလိုအကြောင်းတွေလာမပြောစမ်းပါနဲ့ငါကတန်တရားဖြစ်ုံနေမှာကွာစံပါရဲ့အကျင့်ကိုမင်းလေးသိတာပဲသူကလိန်တတ်တဲ့ကောင်လေအဲ့လိုဆိုရင်သူမူပီတူးညီကိုတတ်လိုက်တာများလားကျွန်တော်လည်းတော်တော်ဇဝေဇဝါဖြစ်နေပြီသူကိုယ်တိုင်တက်ပြီးတော့မှဖုတ်ကောင်လက်ချက်ပါဆိုပြီးအပြစ်ပုံချနေရလေဖြစ်နိုင်တာပဲကွာ
မင်းတို့မှတခြားပြောစရာအကြောင်းမရှိတော့ဘူးလားကွာအော်ဘလီစမ်ဘာမင်းဒီကိုဘယ်လိုရောက်နေတာလဲမင်းကြီးအတူပါကိုမကူညီဘူးလားအစားကတော့အိမ်မှာပဲဒါပေမဲ့ခမရတို့ကြုံတင်ပြောနေတာကြားလို့ဒီမှာလာပြီးနားထောင်နေတာကြားပြီငါတို့ကအမှန်တရားကိုသိချင်နေတာလေကွာအဲ့ဒီလူတဲ့ဓမ္မကဘယ်လူလဲဆိုတာခမရတို့သိချင်နေတာမလားအဲ့ဒါကြုံပဲလေအိုးတေးစားတေးချင်းစိုးဦးလေးဖိုးနီဒီကောင်ကိုအသေးတက်ပြစမ်းပြော ဒီလိုနဲ့ဦးဖိုးနီလည်းအတင်မောင်းတင်ထားတဲ့တနက်နဲ့ပြင်းဝင်လာခဲ့တဲ့စံပါကိုပြစ်ခတ်လိုက်တဲ့အခါမှာတော့တောတနေရာမှာမဲလိုက်ဖို့ကြံနေတဲ့ဘားမောင်လည်းကြားသွားခဲ့ပြီးအတန်လာရာနေရာစီကိုတစ်စိတ်ချင်းကပ်လာခဲ့ပါတယ်အခင်းဖြစ်ရာနေရာမှာတော့တာမန်လူလိုမဟုတ်ပဲမိစ္ဆာစိတ်ပေါက်နေခဲ့တဲ့စံပါကတနက်နဲ့ပြစ်တာတော့ဘာမှမဖြစ်ပဲဦးဖိုးနီကိုတတ်ဖို့ကြံမာတော့တယ်စံပါမင်းရောဘယ်လိုတတော်မျိုးလဲစိန်မြင့်ကစကားလမ်းဆိုလိုက်တဲ့အချိန်မှာပဲမိစ္ဆာစိတ်ဝင်နေခဲ့တဲ့စံပါကဦးဖိုးနီရဲ့လေပင်ကိုချိုးပြီးတက်ပစ်လိုက်ပါတော့တယ်အဆက်ထဲမှာပဲစံပါရဲ့တကူလုံးလေးကြောက်မှခွင်ရတုံးရင်လာခဲ့ပြီးပိုလိုပင်ခက်ထန်လာတဲ့မိစ္ဆာတကောင်လိုဖြစ်လာခဲ့ပါတယ်အေးရောဘာကောင်လဲမလာနဲ့နော်ငါသားကိုမလာခဲ့နဲ့စိန်မြင့်တယောက်ထိတ်တလန့်စကားဆိုလိုက်ပြီးတောအုပ်ထဲကိုဥတီယာမရှိပြေးဝင်သွားခဲ့ပါတော့တယ်စံပါကတော့ပုံမှန်မဟုတ်တဲ့အမူအရာနဲ့တကူလုံးတရဲဘူးခံရရတယ်လို့တုံးရင်နေခဲ့ပြီးနေရာမှာနေအေးဆေးသေးတာနေခဲ့ပါတယ်ဒါပေမဲ့ခဏအကြာမှာပဲစံပါလည်းအမြန်ပြေးလာခဲ့တဲ့စိန်မြင့်ရဲ့နောက်ကနေအပြေးမိလာခဲ့ပါတော့တယ်ဘယ်တော့ကနေလိုက်မလာနဲ့နော်မင်းကိုရွာလိုက်နဲ့ဖမ်းပြီးရင်းနဲ့တက်ပြင်မယ်စဉ်းစားမနေနဲ့မင်းကိုခုချက်ချင်းတက်ပြီးကလီစာတွေကိုအစားပြင်မယ်ကွာမလာနဲ့ငါကဘာမှလုပ်မကြနဲ့ကဲကြပါဦးဗျို့စမကလူတန်းမိတ်ဆာပဲဒီလိုနဲ့စိန်မြင့်လည်းပြေးလွှားနေခဲ့ရာကနေခြေကလုတ်တိုက်ပြီးလဲကျသွားခဲ့ပါတော့တယ်ကဲကြပါဦးစမကလူတန်းမဖြစ်နေပြီဗျို့မင်းကိုဘယ်သူမှမကဲနိုင်တော့ဘူးတေဖို့တာပြင်ထားပြီတော့အဲ့ဒီအချိန်မှာပဲမျက်နှာဖုံးတက်ထားတဲ့အမျိုးသမီးဓာရမတယောက်ကအရှိန်နဲ့ပြေးလိုက်လာတဲ့စံပါကိုဂျားကနေခြေကလန်ထိုးလိုက်တာကြောင့်စံပါလည်းနေရာမှာနေပြေးလဲသွားခဲ့ပါတော့တယ်အချိန်ကြီးရစံပါလည်းနေရာကနေတခါတည်းပြန်မထားနိုင်ဖြစ်ကဒေါရအကြီးကျယ်ထွက်နေတဲ့အချိန်မှာတော့အမျိုးသမီးဓာရမလည်းစိတ်မြင့်စီကိုအချိန်ကြီးလမ်းကြည့်လိုက်ပါတယ်ကဲဘင်းတို့ကျေးဇူးတင်ပါတယ်ဒီကောင်ကလူတန်းမိတ်ဆာဖြစ်နေပြီဗျာကိစ္စမရှိပါဘူးရှင်ဒီကနေပြေးတော့ပြေးပြီဒီလိုနဲ့စိန်မြင့်လဲပြေးထွက်သွားတဲ့အချိန်မှာတော့လဲကျနေတဲ့မိစ္ဆာတစ်ပိုင်းစံပါလဲမြေပြင်ပေါ်ကနေပြန်ထလာခဲ့ပါတယ်တစ်ဆက်တည်းမှာပဲစံပါလဲမိစ္ဆာစွားတွေနဲ့တုံရင်လာခဲ့ပြီးမျိုးသမီးဓာတ်မစီကိုလှည့်လာခဲ့ကဒေါရတွေနဲ့တိုက်ခိုက်မှုကိုစတင်มาတော့တယ်အမြင်မတည့်ရဲ့မျိုးသမီးဓာရမရဲ့စွမ်းရည်ကလည်းမနှိမ့်လာတာကြောင့်မိစ္ဆာဘူးစံပါလဲမရှင်းနိုင်ဖြစ်ကအရေးနှိမ့်နေခဲ့ရပါတော့တယ်ဒီလိုနဲ့စံပါလဲသူ့ရဲ့မိစ္ဆာစွမ်းအားတွေကိုစုစည်းပြီးထပ်မံတိုက်ခိုက်ဖို့ကြိုးစားနေချိန်မှာတော့မျိုးသမီးဓာရမရဲ့လျင်မြန်လာတဲ့တိုက်ခိုက်မှုကြောင့်ရှင်ဘတ်တဲ့ကိုဓာတ်ဆိုင်ဝင်သွားခဲ့ပါတော့တယ်ဆက်ထဲမှာပဲမျိုးသမီးဓာရမကဓာတ်ကိုဆွဲနှုတ်လိုက်တဲ့အခါမှာတော့မိစ္ဆာဘူးစံပါလဲမြေပြင်ပေါ်ကိုလဲကျပြီးခိတ္တခဏငြိမ်သက်သွားခဲ့ရပါတော့တယ်အဲ့ဒီအချိန်မှာပဲတနက်တန်ကြားလာကြောင်ရောက်လာခဲ့တဲ့ဘောင်းမောင်လေအခြေအနေကိုနားလည်မှုလွဲကမျိုးသမီးဓာရမကိုစကားလမ်းဆိုပါတော့တယ်ဘောင်းမောင်တယောက်မျိုးသမီးဓာရမကစံပါကိုတက်လိုက်တယ်ဆိုပြီးအထင်လွဲကတနက်နဲ့ချစ်ချင်းပြစ်ခတ်လိုက်တဲ့အခါမှာတော့မျိုးသမီးလည်းကြီးစံကိုရှောင်တိန်ပြီးတောအုပ်ထဲကိုပြေးဝင်သွားခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာပဲအခြေအနေကိုဝေခွဲမရဖြစ်နေတဲ့ဘောင်းမောင်ရဲ့နောက်ကနေအကူကြီးတောင်းတန်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်ဘောင်းမောင်အဖေကိုကဲပါဦးအဖေဘာလို့ဖြစ်လာလဲအခုဘာမှမပြောနဲ့ငါကိုအေးမြန်ခေါ်တော့ငါခဏလောက်နားချင်တယ်ဦးစိုးပေရဲ့မျက်နှာဟာငရဲမိတော့တန်အနေငယ်တင်ထားခဲ့တာကြောင့်ပါတစ်ဖက်ကတော့ပျက်စီးနေခဲ့ပါပြီအဖေဘယ်လိုဖြစ်လာတာလဲဘာမှတော့မဖြစ်ပါဘူးနာတော့နာတာပေါ့ဒါပေမဲ့ခံနိုင်ပါလေတယ်အိမ်ရင်ပြန်ရအောင်ငရဲမိတော့စွားတွေကတိုက်ပွဲဖြစ်ပွားစဉ်မှာရှိနေခဲ့တဲ့ဦးစိုးပေကိုပါအနေငယ်ထိမှန်ခဲ့တာဖြစ်ပြီးဘာမောင်လူသားဖရဲ့အခြေအနေကိုအမြင်မတိဓာရမမိန်းကလေးကချောင်းပြီးစောင်းကြည့်နေတယ်ဆိုတာကိုတော့ဘာမောင်လည်းမသိနိုင်ခဲ့ဘူးဗျတ
တစ်ဖက်မှာတော့လေတင်မောကြီးလေသုံးတနေရာကအင်ငယ်လေးတစ်လုံးရှိမှဆင်းသက်လာခဲ့ပါတယ်အဲ့ဒီနေရာကတော့မော်ဆရာမိုးချိုးရဲ့တပည့်ဖြစ်တဲ့စိန်နုအခြေချနေတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ဆရာတော်ကြီးဥမ္မာကကိုယ်တိုင်ကအဲ့ဒီနေရာမှာရခကိုကုသပေးဖို့အကြံပြုပေးခဲ့တာလည်းဖြစ်ပါတယ်အချင်းနေရမျက်လက်မော်ဆရာမင်းစိန်ကသူတစ်ဖက်တက်ကြိုက်နေတဲ့စိန်နုကိုချက်ချင်းစကားလမ်းဆိုလိုက်ပါတယ် စိတ်နုအကိုပြန်လာပြီနော်အကိုကိုလွမ်းနေပြီလား ဘာဖြစ်လာလို့လဲအကိုမင်းစိန် အဲ့ဒီအချိန်မှာပဲစိန်နုလေဒဏ်ရာရလာတဲ့စီနီယာကိုရခကိုမြင်သွားခဲ့တာကြောင့်စိုးရိမ်တကြီးစကားလမ်းဆိုပါတော့တယ် ဟမ်အကိုကြီးဘာဖြစ်လာလဲ အကိုဘာမှမဖြစ်ပါဘူးညီမရဲ့ မင်းစိန်တယောက်စိန်နုကတူးစီပြေးလာတယ်ထင်ပြီးလက်ကမ်းစီးကြိုလိုက်ပြီမဲ့စိန်နုကတော့မော်ဆရာရခစီကိုသာပြေးသွားခဲ့ပါတယ် ကိုကြီးဘာဖြစ်လာလဲဘာလို့အခုလိုဖြစ်နေရတာလဲ ငရဲမိတော့အဖိုးကြီးစိန်တင်ရဲ့မိထံကိုခံလိုက်ရတာလေအများဆုံးအိမ်ထဲမှာနားခိုင်းလိုက်ငါကွဲလွတ်နေတဲ့အတက်တက်ကိုပြန်လဲတိဆောက်တဲ့အခမ်းအနားလုပ်ပြီးမယ် အကိုကြီးဘာမှမဖြစ်ရဘူးနော်ညီမဒီမှာရှိနေပြီလေ ဒီလိုနဲ့စိန်နုရဲ့ရင်ထဲမှာရခပေါ်ထားတဲ့ခံစားချက်တွေပေါ်လွင်လာခဲ့တယ်လို့မင်းစိတ်မှလည်းရင်ခွဲမတန့်ခံစားနေခဲ့ရပါတော့တယ်အဲ့ဒီအချိန်မှာပဲဖိုးစော်မိုင်းကဘာဖြစ်မဲ့မှန်းမသိတော့တဲ့မော်ဆရာရခရဲ့အတက်အတန်းနဲ့ကွဲလွတ်မိမျောနေခဲ့တဲ့အခြေအနေကိုပြန်လည်တည်ဆောက်ဖို့အခမ်းအနားကိုစတင်ခဲ့ပါတော့တယ်ဒီလိုနဲ့ဖိုးစော်မိုင်းလေမော်စွားနဲ့စီရင်ကူတာမှုကိုအပြည့်တိုင်ဆောင်ရွက်ပြီးတဲ့အခါမှာတော့စောင့်နေကြတဲ့အဖွဲ့သားတွေကိုအကျိုးအကြောင်းစကားဆိုပါတော့တယ် ကဲအခုတော့ဓာတ်တွေကိုပြန်လဲပေါင်းဆက်ပေးလိုက်ပြီဒါပေမဲ့သူ့ရဲ့တွေးခုံနှုံးကစိုးရင်ရစေပဲကွာအဲ့ဒါဘာကိုဆိုလိုတာလဲအဖိုးစော်မိုင်း50ပဲအသက်ရှင်ဖို့နဲ့တည်ဖို့ကမျောလင်းချက်တစ်ဝက်စီပဲ အကိုကြီးကိုဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့လူကအခုပဲမှလဲကျမသွားပြီးကလေးသားချိန်မယ် မင်းသူ့ကိုမရှင်းနိုင်ပါဘူးအဖိုးတောင်မှအဲ့ဒီငရဲမီးကိုမရှင်းနိုင်ဘူးဘယ်လောက်ပဲတန်မာတဲ့လူဖြစ်ဖြစ်ဒီမီးတံကိုအပြည့်အဝခံစားလိုက်ရရင်အသက်ရှင်ဖို့ခက်တယ်တကယ်လို့ကြေတာယာချက်ဝက်စွားတွေကိုထုတ်ပြီးတိုက်ခိုက်ရင်ရောမရှင်းနိုင်ဘူးလားဟုတ်တာပဲဒါကိုတော့ငါမစင်စားမိဘူးဒါပေမဲ့အဖိုးကြီးစိန်တင်ဒီကိုလာရတဲ့တကယ်အကြောင်းရင်းကိုအခုတော့သိသွားပြီသူကမိုးကြိုးအတွက်လာတာမဟုတ်ဘူးငါစီကကြေတာယာချက်ဝက်အစီရင်ကိုလူယူဖို့လာတာပဲဒါဆိုသူ့ကိုကျွန်တော်တို့ဘလို့ရင်ဆိုင်ကြမလဲငါလည်းမသိသေးဘူးအရင်အဖွဲ့ရဲ့အခြေအနေကိုစစ်ဆေးကြည့်အောင်အရှင်မာကားကတော့ယဟန်ဖြစ်သွားပြီဆိုတော့အသက်ကိုမစွန့်တင်ဘူးနောက်ပြီးဒီလူငယ်လေးဘာတောင်းကလည်းပညာရှိပေမဲ့အခြေခံမဲ့ရှိသေးတယ်ကြေတာယာချက်ဝက်စွားကလည်းအချိန်တစ်ခုထိပဲတောင်းခံနိုင်လိမ့်မယ်အဲ့ဒီအချိန်ကုန်သွားရင်အဖွဲ့လိုက်အတက်ခံရမှာပဲဟိုမျက်လက်ဆရာကလည်းစွားရှိပေမဲ့အခုတော့အသေးကွဲနေတဲ့လူတယောက်လိုမှိုင်တွေးနေတာဘယ်သူကိုတွားကူညီနိုင်မှာလဲငါကိုယ်တိုင်ကဝိညာဉ်နှောင်တိုင်ပညာနဲ့အတက်ဆက်နိုင်နေဆိုပေမဲ့မင်းတို့ငရဲမီးထဲမှာအရှင်လက်လက်လောင်မြိုက်တာကိုတော့မကြည့်ရဘူးဒါနဲ့တကားကြီးတကယ်လို့တကားရက်ခနိုးလာရင်တော့ကိုတော်တို့မှနိုင်ကြီးရှိအောင်မလားဟောဟုတ်တာပဲဒီမှာတိုက်စစ်မှုတယောက်ရှိသေးတာကိုတကယ်လို့ရက်ခအဖွဲ့ကိုအားဖြည့်ပေးမယ်ဆိုရင်တော့နိုင်ကြီးနည်းနည်းရှိနိုင်ပါလေတယ်နိုင်ကြီးကတကယ်နည်းနည်းလေးပဲလားငါကရန်သူကိုဘယ်တော့မှရှော့မတွက်ဘူးအဖိုးကြီးစိန်တင်းဆိုတာမော်ကာထာမန်တန်လောကရဲ့ဝါရင်ပညာရှင်တယောက်ပဲသူကမင်းတို့လာရိုက်တာကိုငတုံးလို့ရက်ဆောင်နေမှာမဟုတ်ဘူးကဲဒီအကြောင်းတွေကိုနောက်မှဆက်ပြောမယ်အခုတော့ဗိုက်စားပြီငါတာဝန်ပြီးပြီဆိုတော့ထမင်းတွားစားကြတာပေါ့ဒီလိုနဲ့အဖိုးစော်မိုင်းနဲ့ကိုပါတောင်းလဲတနေရာစီကိုထွက်ခွာသွားခဲ့ပြီးဆရာတော်ဥမ္မာကားကလည်းကျောင်းကိုပြန်ကြွားဖို့ပြင်မာတော့တယ်ကဲဒါဆိုရင်ကိုတော်လည်းကျောင်းကိုပြန်ကြွားတော့မယ်တကောင်ပါလေနေပါဦးဆရာတော်ဗျာဒီညတပည့်တော်လည်းအရှင်ဘုရားကျောင်းမှာလိုက်အိတ်လို့ရမလားဗျာတခါကဒီမှာမအိတ်တော့ဘူးလားမအိတ်တော့ပါဘူးအခုအကိုကြီးကနှမငယ်စိမ့်လူရဲ့စောင်းချောက်မှုအောက်မှာရှိနေပြီပဲတပည့်တော်ရှိနေဖို့မလိုတော့ပါဘူးဗျာညီမကအကိုမင်းစိန်ဒီမှာပဲတဲမယ်လို့ထင်နေရလေအစကတော့အကိုလည်းအဲ့လိုတွေးထားတာဒါပေမဲ့ကိစ္စမရှိပါဘူးအကိုဆရာတော်ကြီးနဲ့မတွေ့ရတာကြာပြီဆိုတော့ဆရာတော်နဲ့အတူထိုင်ပြီးစကားတွေအရှိရှိပြောချင်သေးလို့ပါနှမငယ်အ
ကိုကြီးရက်ခကိုတခြားစောင့်ရှောက်ပေးအောင်နော်ရှင်တကောင်တောင်ကိုကြီးကိုလာမကိုက်စီနဲ့တကားပြောတယ်လို့လည်းအဆင်ပြေပါတယ်လေကောင်းပါပြီဗျာတပည့်တော်တို့ကြောင်းကြမှာအေးဆေးပြောကြမယ်ဗျာ မင်းစိန်ကစကားဆိုလိုက်ပြီးကြေကွဲနေတဲ့အမူအရာနဲ့ရှေ့ကနေထွက်ခွာသွားခဲ့ပါတော့တယ် ကဲကိုတော်တို့နောက်မှတွေ့ကြတာပေါ့တကားမလေး ဒီလိုနဲ့ဆရာတော်ကြီးဥမကလည်းမင်းစိန်ရဲ့နောက်ကနေလိုက်သွားပြီးကျောင်းစီကိုပြန်ကြွသွားခဲ့ပါတော့တယ် တစ်ဖက်မှာတော့မြည်မတိအမျိုးသမီးသားသမားရဲ့လက်ချက်နဲ့တောအုပ်ထဲမှာလဲကျနေခဲ့တဲ့စံပါလေပြန်လဲနိုးထလာခဲ့ပါတယ်။ဇက်ထဲမှာပဲစံပါရဲ့ဥကောင်းဟာဆက်ဆက်တုံရင်လာပြီးရုပ်ချီးဆိုလိုပဲကြောက်စရာကောင်းလာတဲ့မိစ္ဆာကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။အဲ့ဒီညမှာပဲစိန်နုဟာမော်ဆရာရက်ခကိုတခြားပြုစုဆောင်ရှောက်ပြီးလိုအပ်တဲ့ဆေးကြီးကိုအိမ်ပြင်မှာကြိုနေခဲ့ပါတယ်။စိတ်ထဲမှာလည်းစီနီယာကိုဖြစ်သူရက်ခအမြန်တက်တာလာစီဖို့မယံမနာဆူတောင်းနေခဲ့ပြီးမျက်နှာမှာလည်းညှို့ငယ်နေခဲ့ရပါတယ်။အဲ့ဒီအချိန်မှာတော့မိမျောနေခဲ့တဲ့မော်ဆရာရက်ခရဲ့စိတ်ဝိညာဉ်လေဘယ်မှန်းမသိတဲ့ကဘာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။မော်ဆရာရက်ခရဲ့ဝိညာဉ်ကချောင်းကန်းဆက်တစ်ခုမှရပ်ပြီးလေနဲ့ခီးနေကြတဲ့လူတစုကိုရက်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီခီးရဲတွေအားလုံးကပုံမှန်မဟုတ်ကြပဲငြိမ်သက်နေခဲ့ကလေပေါ်မှာထိုင်လိုက်နေခဲ့တာပဲဖြစ်ပါတယ်။ ငါခုဘယ်ရောက်နေရလဲငါတည်သွားပြီလား ဒီလိုနဲ့မော်ဆရာရက်ခလည်းလေသမားတွေကိုလိုက်ကြည့်နေတော့မှပဲသူ့ဆရာမိုးချိုးကိုလေတစင်းပေါ်မှာထင်မှန်မထားပဲတွေးလိုက်ရပါတော့တယ်ဟမ်ဆရာမိုးချိုးပါလားဆရာဘာလို့ဒီမှာရောက်နေတာလဲဟာရက်ခပဲမင်းဒီမှာဘာလာလောက်တာလဲဆရာကျွန်တော်ပြောတာကြားရတာလားအမြန်ပြန်သွားစမ်းမဟုတ်ရင်မင်းရဲ့ဝိညာဉ်ကကိုယ်ထဲကိုပြန်ဝင်လို့ရတော့မှာမဟုတ်ဘူးမပူပါနဲ့ဆရာကျွန်တော်ဆရာအတွက်လက်စားချီပေးပါမယ်ရက်ခမင်းတို့ကငါလိုမျိုးအသေးမခံနိုင်ဘူးညီကိုတွေအားလုံးကိုပြောပြပေးပါငါဘယ်နေရာကိုပဲရောက်ငါအတွက်နဲ့ဘယ်သူမှဒုက္ခမရောက်ကြပါစေနဲ့အထူးသဖြင့်မင်းပဲနှုတ်ဆက်ခဲ့ပါလေရက်ခဆရာရဲ့ဇက်လန်းကပြီးဆုံးသွားပြီဖြစ်ပေမဲ့ကျွန်တော်ရဲ့ဇက်လန်းကတော့အခုမှစတင်တာပါ အဲ့ဒီလိုမော်ဆရာရက်ခရဲ့ဝိညာဉ်ကပရာလောကနေပင်မှာလွန်မျောနေတော့မှပဲစိန်နုကတော့ဆေးပြုတ်ကြီးကိုအမြန်ရကျင်စောနဲ့စိတ်မရှိဖြစ်နေခဲ့ပါတယ်။ဘာဖြစ်တာလဲ။မိကပြင်းနေရပဲကိုဘာလို့အိုးကမဆူရရလဲ။ အဲ့ဒီအချိန်မှာပဲစိန်နုရဲ့နေအိမ်နဲ့ခက်လန်းလန်းတိတ်ဆိတ်နေတဲ့တောအုပ်ထဲကနေအော်ဟစ်နေတဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့ပါတော့တယ်ငါရနာကျင်နေဒီလိုမျိုးတက်မဖြစ်ချင်တော့ဘူးအဲ့ဒါဘယ်လိုလဲအကိုမင်းစိန်များလားကဲကြပါဦးငါဒီလိုမဖြစ်ချင်ဘူးကိုမင်းစိန်များလားစနေရလားဘာလို့ဒီလိုထူးဆန်းတဲ့အတန်ဖြစ်နေရတာလဲတကယ်တော့စိန်နုမြင်လိုက်ရတဲ့အရာကမင်းစိန်မဟုတ်ပဲအသွင်ပြောင်းသွားတဲ့မိစ္ဆာတစ်ပိုင်းစံပါဖြစ်နေခဲ့ပါတယ်ဆက်ထဲမှာပဲနီးနားကိုရောက်လာခဲ့တဲ့မိစ္ဆာကြီးစံပါကစိန်နုကိုမြင်သွားခဲ့ပြီးအနားကိုလန့်ခုံရောက်ရှိလာခဲ့ပါတယ်ဟမ်အနားကိုတိုးမလာခဲ့နဲ့နော်စကားမဆုံးခင်မှာပဲမိစ္ဆာကြီးကလက်နဲ့လွှဲလိုက်တာကြောင့်စိန်နုလည်းနောက်ကိုလွန်းဆင်သွားခဲ့ရပါတော့တယ်ဟိုဘုံကြီးကငါ့ကိုဒီလိုပြောင်းလုပ်ထားတာတခြားရွာသားတွေလည်းငါ့လိုဖြစ်ကုန်တော့မယ်ငါ့ကိုကူညီပါငါ့ကိုဒီခန္ဓာတွေကနေထွက်သွားကိုရအောင်လုပ်ပေးကြပါမိစ္ဆာကြီးဖြစ်နေတဲ့စံပါကအော်ဟစ်အကူကြီးတောင်းနေခဲ့ပေမဲ့ခန္ဓာကိုယ်ကိုတော့ဘုံကြီးတူဦးနန္ဒာကထိန်းချုပ်ထားခဲ့တာကြောင့်အနားမှာတွေးသမျှအရာတွေကိုကန်ကြောက်ကနီးနားကပစ္စည်းတွေကိုပါဖျက်ဆီးပစ်ဖို့ကြံမာတော့တယ်
အဆက်ထဲမှာပဲလဲကျနေတဲ့စိတ်နှုရဲ့ခြေထောက်ကိုဆွဲလွန်ပစ်လိုက်ပြီးတေတဲ့အထိတက်ပစ်ဖို့ကြံမာတော့တယ် အခုရက်ခါကဲပါဦးအခုရက်ခါတတိယပါတော့ ဒီလိုနဲ့မိစ္ဆာကြီးလည်းစိတ်နှုကိုမတင်မချင်းတက်ပြတ်ဖို့တိုးကပ်လာတဲ့အချိန်မှာတော့မော်ဆရာရက်ခရဲ့ခန္ဓာလည်းပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ခါထူးဆန်းလာတဲ့အတန်နဲ့ရုတ်တရက်နိုးထလာခဲ့ပါတော့တယ်အဲ့ဒီအခါမှာတော့မိစ္ဆာကြီးလည်းနေရာမှာတင်ရလိုက်ကနောက်ကိုပြန်လှည့်ကြည့်လိုက်ပြီးမြဲအိမ်ထဲမှာတော့ဘာမှမတွေ့ခဲ့ရဘူးဗျအချင်းကြီးကမိစ္ဆာကြီးလည်းအိမ်စီကိုရှောက်သွားပြီးအထဲကိုဝင်ကအချင်းကြီးကိုတွားကြည့်ပါတော့တယ်ဒါပေမဲ့အိမ်ထဲမှာလည်းဘာရိပ်အောင်မှမတွေ့ရတာကြောင့်ပိုလိုပင်ဒေါရထွက်သွားခဲ့ပါတယ်ဒါပေမဲ့ခဏကြာမှပဲဘယ်ကမှမသိရောက်လာတဲ့မော်ဆရာရက်ခရဲ့ပြင်းထန်လာတဲ့တိုက်ခိုက်မှုနဲ့အိမ်မှာပျက်စီးသွားခဲ့ရကမိစ္ဆာကြီးလည်းလွန်းစင်သွားခဲ့ပါတော့တယ်အခုရက်ခါ အဲ့ဒီအခါမှာတော့မိစ္ဆာကြီးလည်းလဲကျနေရာကနေပြန်ထလာခဲ့ပြီးမော်ဆရာရက်ခစီကိုပြေးသွားကတိုက်ခိုက်ဖို့ကြိုးစားလိုက်ပြီးမြဲထီလို့တောင်မရခဲ့ဘူးဗျအဲ့ဒီအပြင်မော်ဆရာရက်ခရဲ့တိုက်ခိုက်မှုတွေကြောင့်နောက်တစ်ချိန်မြေပြင်ပေါ်ကိုမရှုမလှလဲကျသွားခဲ့ရပြန်มาတော့တယ်ဒါပေမဲ့မိစ္ဆာကြီးကတော့လက်မလျှော့သေးတယ်မော်ဆရာရက်ခကိုအပြင်းထန်ထပ်တိုက်ပြန်มาတော့တယ်ဒါပေမဲ့တိုက်ခိုက်မှုတွေကချင်းကြီးတာဖြစ်နေခဲ့ပြီးမော်ဆရာရက်ခရဲ့ဓာတ်မြန်တိုက်ခိုက်မှုတွေအောက်မှာမိစ္ဆာကြီးလည်းလူးလေခံနေခဲ့ရပါတော့တယ်စက်ထဲမှာပဲမော်ဆရာရက်ခကသူမွေးထားတဲ့အေယာမာတရေကြီးကိုမြဲမိတော့ဖိုးကြီးလက်ကနေမန်ကန်နဲ့ကဲထုတ်လိုက်ပြီးချက်ချင်းဆင့်ခေါ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့မော်ဆရာရက်ခခေါ်လိုက်တဲ့အေယာမာတရေကြီးနဲ့မိစ္ဆာကြီးတို့ရဲ့တိုက်ပွဲလည်းစတင်ခဲ့ပါတော့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့မော်ဆရာရက်ခရဲ့အကူအညီနဲ့မိစ္ဆာကြီးလည်းအေယာမာတရေကြီးရဲ့ခြေထောက်အောက်မှာတင်ပျက်စီးပြောက်ကွယ်သွားခဲ့ရပါတော့တယ်ခုရက်ခါအခုပြန်ကောင်းလာပြီပေါ့စိတ်နှုတယောက်မော်ဆရာရက်ခစီကိုရှောက်လာပြီးဝမ်းတာအားရစကားဆိုလိုက်ပေမဲ့မော်ဆရာရက်ခကတော့ဘာစကားမှပြန်မဆိုပဲကောင်းကင်ထက်ကိုပြန်တက်ထွက်ခွာသွားခဲ့ပါတော့တယ်ဒီလိုနဲ့မော်ဆရာရက်ခလည်းမိစ္ဆာကြီးကိုနှိမ်နှင်းနိုင်ခဲ့ပေမဲ့စိတ်နှုကိုတောင်စကားမဆိုနိုင်ပဲထွက်ခွာသွားခဲ့တာကတော့အရေးကြီးကိစ္စရှိနေတဲ့ပုံပဲဗျာဒါပေမဲ့ဒူပဲစီထွက်သွားတယ်ဆိုတာကိုတော့စိတ်နှုလည်းမသိနိုင်ပဲနေရာမှာတင်ကြံနေရခဲ့ပါတော့တယ်အဲ့ဒီအချိန်ကနေစပြီးကန်တဲ့ရွာမှာရောက်နေတဲ့ဘုန်းကြီးအတူဦးနန္ဒာတို့ဆရာတပည့်လေဘယ်ကိုရောက်လို့ရောက်သွားမှမသိရတော့တယ်လို့မော်ပညာရှင်တွေအားလုံးလေအစနာမကြံအောင်ကိုရောင်ဖြောက်သွားခဲ့ကြပါတယ်အဲ့ဒီလိုကိုရောင်ဖြောက်နေကြတဲ့အထက်မှာကိုပါတောင်းလဲအပါဝင်ဖြစ်ပြီးဘယ်လိုကြောင့်ရုပ်ကြီးပြောက်ွယ်သွားကြတယ်ဆိုတာကိုတော့ဘယ်သူမှမသိနိုင်ခဲ့ဘူးဗျာငရဲမိတော့မော်ရှင်ဖိုးကြီးစိန်တင်ကလည်းမော်ဆရာမိုးချိုးဘွားကူးသွားခဲ့လို့လားဒါမှမဟုတ်တူရှာနေတဲ့မော်ဆရာတွေအားလုံးကငြိမ်သွားခဲ့တာကြောင့်လားမပြောတတ်ပဲဘာမှဆက်ပြီးမလှုပ်ရှားတော့ဘူးဗျာဒီလိုနဲ့ပဲကန်တဲ့ရွာလေးလေကိုပါတောင်းမရှိပေမဲ့အရင်လိုတဖန်ပြန်လဲအင်းငိမ့်လာခဲ့ရပြီးပုံမှန်အတိုင်းသာဆက်လက်လဲပတ်နေခဲ့ပါတော့တယ်ကြည့်ရှုနားဆင်သူပြည်တယ်များခင်ဗျာကျွန်တော်တင်ဆက်ပေးခဲ့တဲ့အပိုင်းတွဲဇာတ်လမ်းလေးကတော့ဒီနေရာမှာတင်အဆုံးသတ်သွားခဲ့ပါပြီကျွန်တော်ကဒီလိုဇာတ်လမ်းတွေကိုမြန်မာမှုပြုပြန်လဲတင်ဆက်နေတာဆိုတော့မူရင်းဇာတ်လမ်းတွေအတစ်ထက်ထွက်တာနဲ့အပိုင်းဆက်တင်ဆက်ပေးသွားပါမယ်ဗျာ
အားပေးနေကြတဲ့ပြည်သက်တယောက်ချင်းစီကိုလည်းကျေးဇူးများကြီးတင်ပါတယ်ဗျနောက်ထပ်တင်ဆက်ပေးမယ်စိတ်လှုပ်ရှားပွဲဇလန်းလေးတွေကိုလည်းဆက်ပြီးအားပေးကြပါအောင်လို့မေတ္တာရက်ခံပါတယ်ဗျကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဖြိုးဝေပါဗျအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗျ